FYP Media ချစ်ပိတ်တွေအားလုံးပဲမင်္ဂလာပါခင်ဗျာ။တောက်ကြနေရောက်တိုင်းဆက်ပေးကြ Virus and Topic Season ၄ပဲဖြစ်ပါတယ်ခင်ဗျာ။ကြာတာ brain နေပြီးလို့လောက်ရက်တွေပြီးလို့တောက်ကြနေညမှာအဓိပ္ပာယ်ရှိတဲ့ချင်းကောင်းလေးတွေနဲ့ဒီစိတ်အပန်းဖြေဖို့ chill ဖို့ကျွန်တော်နဲ့ကိုတန်းစင်တော့ချင်းကောင်းလေးတွေကိုယူဆောင်ပေးလာခဲ့ပြီးပဲဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါ LSC ဒီနေ့တောက်ကြနေမှာတော့ကျွန်တော်တို့ရွေးချယ်ထားတဲ့ချင်းလေးကအရန်ကိုစွမ်းထပ်ပြီးနားထောင်လိုက်တာနဲ့ရှင်ထဲမှာခွန်အားတွေအပြည့်ရသွားသည်ချင်းတစ်ပုဒ်ဖြစ်ပါတယ်ဟုတ်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တို့ညောက်ပြောပြပေးသွားခြင်းတဲ့ချင်းလေးကတော့ Disney ရဲ့ Aladdin 2019 live action ဇာတ်ကားရဲ့ Minimi Jasmine ဖြစ်ရုပ်ဆောင်ထားတဲ့ Naomi Scout တီဆိုထားတဲ့ Speechless ဆိုချင်းလေးကြောင်းလို့ဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ် LSC ဒီချင်းလေးကမူရင်း Aladdin animation တော့မပါပဲ2019 live action ရောက်မှတည်တံ့ဖန်တီးခဲ့တာပါဒါပေမဲ့ထွက်တဲ့ချင်းမှာပဲဘာတော်ဝမ်းကပြည်သက်တွေရဲ့ရှင်ထဲကိုလှုပ်ခတ်သွားစေတာပေါ့ LSC ဟုတ်ပါတယ်ခင်ဗျာဒီတချင်းရဲ့ပေးချင်တဲ့ message ကလည်းအရန်ကိုလေးနက်တာ哦ဒီချင်းရဲ့အဓိကဆိုလိုရင်းကတော့သူတစ်ပါးရဲ့ဖိနှိပ်မှုမင်းဘာမှမသိပါဘူးငြင်းငြင်းလေးပဲနေစမ်းမှာဆိုပြီးပါဇက်ပိတ်ခိုင်းတာတွေကိုလက်မခံပဲမိမိရဲ့ရပိုင်ခွင့်တွေကိုရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆိုမယ်ဆိုတဲ့စိတ်ဓာတ်ကိုပုံဖော်ထားပေးရလို့ပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီပိုင်းလေးကိုကိုတန်းစံနဲ့ဆက်ပြီးမှရှင်းပြပေးပါဦးဟုတ်ပါတယ်ဒီတချင်းရဲ့ပေးခြင်းတဲ့ message ကအရန်ကိုလေးနေပါတယ်ဘာလို့လဲဆိုတော့ဒီဇလန်ထဲမှာမီနီမီဂျက်စပင်ကမျိုးသမီးတစ်ယောက်ဖြစ်နေလို့တိုက်ပြီးကိစ္စတွေမှာဝင်ပြောနေဆိုပြီးကတ်သက်ခံရတာတွေတော်လှန်ပြီးတော့ငါအတန်ဘဒူးမှတိတ်ဝအောင်လုပ်လို့မရဘူးဆိုတဲ့တက်တီကိုပြခဲ့တာပါLS ရောဒီသချင်းတွေကအကြိုက်ဆုံးလက်ရွက်စာသားလေးရောရှိလားရှိတာပေါ့ကိုတို့နေရှိတာပေါ့ကျွန်တော်ကတော့ဒီ chorus အပိုက်ကလေးကိုတော့အရင်နှစ်သက်မိတာပေါ့နော် chorus ပိုက်လေးဆိုရင် I won't be silent you can't keep me quiet all I know is I won't go speechless တဲ့ဒီစာသားလေးတွေရဲ့အဓိပ္ပာယ်ကတော့ငါ့ကိုဘယ်သူမှဇက်ပိတ်ထားလို့မရဘူးမင်းတို့ဘယ်လိုပဲ6လက်မှလေငါတုံလုံးမှမဟုတ်ဘူးငါတိထားသူကအမေတော်မှနှုတ်ဆက်နေမှာမဟုတ်ဘူးပဲစာသားလေးကတကယ်ကိုစက်သိန်းထားရတော့အောင်ဟောအားဖြစ်စေတာအဲ့စာသားလေးကတကယ်ကို powerful ဖြစ်တာပဲနော်ဟုတ်ပါခင်ဗျာဒီသချင်းလေးကိုတေးဆရာခဏဝင်အလမခန်းနဲ့အတူတူလာလာလန်တို့ The Greatest Showman တို့ရဲ့တေးဆရာဘင်းပတ်ဆက်နဲ့ Justin Paul တို့ကပူပေါင်းရေးသားထားတာဆိုတော့ဂီတာပိုင်းရောစာသားပိုင်းမှာအပြည့်စုံဝယ်မရှိအောင်ပြည့်စုံမလာပါဘူးမှန်ပါတယ်ခင်ဗျာဘဝမှာအကြောင်းမျိုးမျိုးကြောင့်ကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့လိုလားမှုတောင်းတမှုတွေမဖော်ထုတ်ရဲပဲဒီနေ့ခံထားရတဲ့သူတွေအားလုံးဒီသချင်းလေးကိုနားထောင်ရင်ကိုယုံကြည်မှုနဲ့တတိတွေဝင်နိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာကဲဒီလိုဆိုရင်တော့ကျွန်တော်တို့ရဲ့ FYP Media ပြည်သက်ကြီးလဲ Naomi Scott ရဲ့ Speechless ဆိုတဲ့သချင်းလေးကိုဒီခံစားလိုက်ကြအောင်ဟုတ်ပါခင်ဗျာနောက်တစ်ပတ်တောက်ကြနေတယ်မှာရောကျောင်းညီကိုတွေကဘယ်လိုသချင်းကောင်းလေးတွေအကြောင်းကိုတင်ဆက်ပေးသွားမယ်ဆိုတော့ဆက်လက်ဆောင်မြင်ကြည့်ရှုပေးကြပါအောင်ခင်ဗျာအားလုံးပဲတာယာလာပါတဲ့တောက်ကြနေလေးဖြစ်ပါလိမ့်ခင်ဗျာ